မြန်မာပြည်မှာကဲထားနေတဲ့ဖုန်းတွေခွန်ဆောင်တဲ့ပတ်သက်ပြီးတော့ဗောနော်ကိုယ့်ရဲ့ဖုန်းကအခွန်ဆောင်မိလားမဆောင်သေးဘူးလားဘယ်လိုဆက်ရမလဲဆိုတာကျွန်တော်ပြပြပေးပါမယ်အတူချင်းညာထားတဲ့အထက်မှာဆိုတော့ဒီလကုန်ပေါ့နော်မက်စလာ31ရက်နေ့ထိမိတ်ဆွေတို့မြန်မာပြည်စင်ကတ်တစ်ခုကိုမိတ်ဆွေတို့ဖုန်းထဲမှာထည့်ပြီးတော့အသုံးပြုနေမယ်ဆိုရင်တော့ iPhone ကအခွန်ဆောင်မိတာ register လုပ်ပြီးသားဖြစ်တော့မှာပေါ့နော်တကယ်လို့မှမိတ်ဆွေအဲ့လိုတာမလုပ်ခဲ့ဘူးဆိုရင်တော့သူက April လကုန်ထိမိတ်ဆွေတို့ဖုန်းကိုfree သုံးခဲ့ပေးထားမယ်ပေါ့နော်သုံးခဲ့ပေးထားမယ်တကယ်လို့မှအဲ့အတွင်းမှာမိတ်ဆွေအခွန်မဆောင်ဘူးဆိုတော့မိတ်ဆွေတို့ဖုန်းကိုဘာစင်ကတ်မှာထည့်ပြီးတော့သုံးလို့မရအောင်ပိတ်ပြမှာပေါ့နော်ဒါမျိုးတွေသူကပြောပြထားပါတယ်ဒါကြောင့်မို့မိတ်ဆွေနောက်နေမှာဖုန်းအသေးဝယ်တာဖြစ်ပေါ့နော်သူများစီကဖုန်းကိုတစ်ဆင့်ပြန်ဝယ်တာဖြစ်ပေါ့နော်ဒီဖုန်းကအခွန်ဆောင်မိလားမဆောင်သေးဘူးလားစစ်ဖို့လွယ်လာပြီပေါ့နော်ကိုယ့်လက်ထက်မှာအခွန်မဆောင်တဲ့ဖုန်းရောက်လာမယ်ဆိုရင်တော့တိုင်ပတ်သွားနိုင်တယ်ပေါ့နော်โอเคတော့မိတ်ဆွေတို့ခုလက်စီသုံးနေတဲ့ဖုန်းကအခွန်ဆောင်မိလားမဆောင်သေးဘူးလားဘယ်လိုစစ်ရမလဲဆိုတာပြပြပေးပါမယ်โอเคပထမဦးစွာမိတ်ဆွေတို့ဖုန်းခေါ်တဲ့နေရာကိုသွားပေါ့နော်ဖုန်းခေါ်တဲ့နေရာသွားပြီးတော့ဘာရရမလဲဆိုစတားရယ်ဆက်ရယ်ပြီးတော့ပြီးဆိုရင်တော့0ရယ်6ရယ်ပြီးတော့ပြီးဆိုရင်တော့ဆက်ရယ်ပေါ့နော်အဲ့ဒါနှိပ်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ဖုန်းရ IME နံပါတ်ဒီပေါ်လာပြီပေါ့နော်မိတ်ဆွေတို့ဖုန်းကဂျူရယ်စင်းပေါ့နော်နှက်ကတ်ထိုးလို့ရတဲ့ဖုန်းဆိုရင်တော့ IME က1 2ဆိုပြီးတော့ပေါ်လိုက်မယ်အဲ့နှစ်ခုလုံးကိုမိတ်ဆွေတို့စစ်ပေးရမှာပေါ့နော်โอเคပထမဆုံးမိတ်ဆွေတို့ IME 1ကိုအရင်စစ်ပေါ့နော်โอเค IME 1ကိုသူ့နောက်မှာစီးတဲ့ကနက်15လုံးကို copy ကူးလိုက်ပေါ့နော် copy ကူးပြီးသွားပြီဆိုရင်တော့ကျွန်တော်ဘယ်ကိုသွားမလဲဆိုရင် browser ထဲကိုသွားရမယ်ပေါ့နော် browser ထဲမှာကျွန်တော်ဘာရိုက်စားရမလဲဆိုရင် www.cir.gov.mn ဆိုတာလေးတစ်ချက်ရိုက်စားလိုက်ပေါ့နော်ဒါဆိုရင်ဒီမှာ Myanmar Central Equipment Identity Register Portal ဆိုပြီးတော့ကြာလာလိမ့်မယ်ပေါ့နော်အဲ့ထဲတစ်ချက်ဝင်ပေးလိုက်ပါဝင်ပြီးသွားပြီဆိုတော့အောက်မှာရှိတဲ့ chat status ဆိုတာလေးတစ်ချက်နှိပ်ပေးရမယ်ပေါ့နော်အဲ့နေရာမှာ enter your IME ဆိုတာလေးရှိပါတယ်အဲ့ IME နံပါတ်ကိုရိုက်ပေးရမှာပေါ့နော်အဲ့တော့ copy paste လုပ်လိုက်မယ်ပြီးသွားပြီဆိုတော့အောက်မှာရှိတဲ့ I am not robot ဆိုတဲ့ဘေးလေအား4000ခွဲကလေးကို manage ချစ်ပေးလိုက်ပါတော့ပြီးသွားပြီဆိုတော့အောက်မှာရှိတဲ့ chat status ကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုတော့ဒီမှာဆိုရင်တော့ကျွန်တော်ပြပြီပေါ့နော်ဒီ3ခုမှာဆိုရင်ဒီမှာ tab payment status ဆိုအခွန်ဆောင်တဲ့အောက်မှာဆိုရင် unpaid ဆိုပြီးပြပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့အခွန်ဒီဖုန်းကအခွန်မဆောင်သေးဘူးပေါ့နော်ဒါကတော့ဒီနိုင်ငံခြားဖုန်းဖြစ်တဲ့အတွက်ဒါမျိုးပေါ်တာပေါ့နော်ခုလက်ရှိမိတ်ဆွေတို့ကမြန်မာပြည်စင်ကတ်တခုထည့်ပြီးတော့သုံးမယ်ဆိုရင်တော့ဒါမျိုးမပေါ်ဘူးပေါ့နော်โอเคတော့မြန်မာပြည် IME တခုကိုကျွန်တော်စစ်ပြပေးပါမယ်မိတ်ဆွေတို့ဖုန်းကစင်ကတ်နဲ့ကတ်ထည့်ထားတယ်ဆိုတော့ IME နှစ်ခုပေါ်လိုက်မယ်1 2နှစ်ခုလုံးစစ်ပေးရမှာပေါ့နော်မိတ်ဆွေတို့ဖုန်းကဒါမျိုးပေါ်လာပြီဆိုတော့မိတ်ဆွေတို့ဖုန်းကအခွန်ဆောင်မိတာဖြစ်သွားပြီပေါ့နော်အပေါ်ဆုံးမှာ IME state နေမှာ correct ပြမယ် tab payment state နေရာမှာပိတ်ပြမယ်ပေါ့နော် device blocking state မှာ allow ပြပေးမယ်ပေါ့နော်တကယ်လို့မှမိတ်ဆွေတို့ဖုန်းကဆောနာလိုမျိုး unpaid ပေါ်ပြီးတော့ April 31ရက်နေ့ထိမိတ်ဆွေ unpaid ကိုဖြည့်ဆည်းမထားဘူးဆိုရင်တော့မိတ်ဆွေတို့ဒီနားမှာ device blocking state နေရာမှာ block ဆိုတာမျိုးပေါ်လာနိုင်တယ်ပေါ့နော်โอเคဒါကြောင့်မို့မိတ်ဆွေတို့ဖုန်းကိုခုလိုမျိုးစစ်ထားဖို့လိုအပ်တယ်